အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့ချေတို့အခန်း16ကနေ20အထိတရားလေးတွေရှင်းပြမဲ့အချိန်ကိုရောက်လာပြီဖြစ်တယ်ပေါ့နော်ဒီတရားလေးတွေတော့မှတ်စုလေးတွေကိုလိုက်ပြီးတော့အကြမ်းမြင်ပေါ့နော်လိုက်တစ်ခေါက်လောက်ဖတ်လိုက်ပြီးတော့မှကိုကတိချာထားတွေတိထားလားကိုတိထားတာနဲ့တူလားဆိုတာလိုက်တိုက်ပြီးတော့မှတ်လိုက်ရပြီရှိကလိုမိနစ်နေဖြည့်စရာတွေမွန်တန်ချုံပို့တွေလိုလိုက်ဖတ်စရာတော့အရင်တော့မလိုပေါ့နော်တရားမှတ်စုလေးထုတ်ပေးထားတဲ့သဘောတရားဖြစ်ပါတယ်အဲ့ဒါလေးကိုကိုကနားမလည်မှစိုးလို့မလို့ရှင်းပြန်ရှင်းပြတာလေးလုပ်ပေးတာပေါ့နော်ဒီတရားလေးတွေလည်းရှင်းပြဖို့အတွက်လာတောင်းဆိုထားတဲ့သူလေးရှိတော့မလို့စတိုက်ရှင်းပြနေရပါတော့အဲ့တော့ဆက်ပြီးတော့မှရှင်းပြပေးပါမယ်အဲ့တော့ဒီမှာ35ခုမြောက်တော့ရောက်လာပြီပေါ့နော်16ခန်းမှာ35ခုမြောက်ကိုရောက်လာပါပြီအဲ့မှာကိုရှစ်တာဆိုတဲ့တရားလေးဖြစ်ပါတယ်သူကတော့သွားစင်တယ်လာစင်တယ်စားစင်တယ်တောက်ချင်တယ်ဒီလိုမျိုးပေါ့နော် action verb တွေနဲ့ပဲသုံးလို့ရတယ်action verb နဲ့အများဆုံးသုံးလို့ရတဲ့စကားကိုပြောတာဖြစ်တယ်ပေါ့နော်အရသာရှိခြင်းတွေတော့အရင်တော့မသုံးဘူးပေါ့နော်ဒီတဘောတရားကိုသူယူထားတဲ့အတွက်ကြောင့် action verb တွေနဲ့သုံးပါတယ်သုံးပြီးတော့ချင်တယ်ဒါပေမဲ့ तू ကလေဒီမှာချင်တယ်လို့ပဲပြောထားတယ်တကယ် तू အမေးလဲရပါတယ်အမေးဆိုရင်တော့ချင်လားဒါမှမဟုတ်ချင်လဲပေါ့ဘာစားချင်လဲဒါမှမဟုတ်ရင်ခြေတို့ဘယ်လိုပြောမလဲထမင်းတုပ်စားခြင်းလားပေါ့နော်စသဖြင့်နေလည်းတုံလို့ရပါတယ်ဒါလေးကတော့ကြံခဲ့တဲ့ဟာလေးပေါ့နော်အဲ့တော့ तू ကမီးမှလည်းတုံလို့ရတော့ဘလို့အမေးလဲနားထောင်သူထားသူပေါ့နော်ပြောရမယ်ဆိုရင်ကိုယ်နဲ့စကားပြောနေတဲ့သူရဲ့ဆန္ဒကိုမေးချင်ရင်ကြတော့ချင်လားချင်လဲဆိုပြီးတော့မေးပြရပါတယ်အဲ့လိုမှမဟုတ်ဘူးကိုယ့်ရဲ့ဆန္ဒကိုလှုပ်ချင်တာငါသွားချင်တယ်ငါကိုရီးယားသွားချင်တယ်အဲ့ဆိုရင်ကိုယ့်ရဲ့ဆန္ဒဖြစ်သွားတာเนาะမိမိရဲ့ဆန္ဒဒါမှမဟုတ်ကိုမျှော်လင့်ထားတယ်မျှော်လင့်ချက်တွေကိုပြောချင်တယ်ဆိုရင်လည်းပဲသုံးလို့ရတယ်ဆိုပြီးတော့အဲ့ထဲမှာစာအုပ်ထဲမှာရှင်းထားတယ်ပေါ့နော် eating chin ဆိုပြီးရှင်းထားတာ eating chin ဆိုတဲ့အဓိပ္ပာယ်ကတစ်ဖက်သူကိုပြောတာဖြစ်ပြီးတော့ eating chin ဆိုတာမိမိကိုပြောတာဖြစ်ပါတယ်အဲ့ဒီအပြင်ဒီချေတို့ကနောက်ထပ်တပ်ပါဆန်ကိုလည်းမဟုတ်ဘူးနားထောင်နေတဲ့လူလည်းမဟုတ်ဘဲနဲ့အခြားတစ်ယောက်ကလှုပ်ချင်တဲ့ဆန္ဒရှိနေတာမျိုးကြတော့လှုပ်ချင်နေတယ် तू ကအဲ့ဒါလိုလှုပ်ချင်နေတယ်တဲ့ပေါ့နော်ဒီလိုပုံစံမျိုးကိုသွားပြီးယူလို့ရမယ်အဲ့ကြရင်တော့ကိုချစ်တာနဲ့မတုံပြန်မဖြေပေးဘူးကိုကနေပြီးတော့နားထောင်နေသူလည်းမဟုတ်ဘူးပြောနေတဲ့သူလည်းမဟုတ်ဘူးအခြားတစ်ယောက်အကြောင်းပြောမှာဥမာအခြားတယောက်ယောက်ကပေါ့နော်ဘာလို့ချင်နေတယ်လို့ပြောတဲ့အခါတကယ်ချင်းနဲ့ကိုယ်နဲ့စကားပြောနေတယ်အဲ့ဒါအောင်မငါအမိကဖះတော့ချင်နေတဲ့အဲ့လိုမျိုးလေးပေါ့တဖះတော့ချင်နေတာအဲ့လိုပြောတယ်စသဖြင့်ပေါ့နော်ပြောချင်တယ်ဆိုရင်တော့တပ်ပါဆန်အကြောင်းပြောနေတာသူ့ရဲ့ဆန္ဒကိုပြောချင်တယ်ဆိုရင်တော့ချေတို့ကခါကိုရှစ်ဖောဟာတာလို့သုံးပေးရမှာအဲ့ကြရင်တော့ပေါ့နော်ဒီမှာလည်းရေးထားပါတယ်ဒီမှာနမူနာလေးကြည့်ရင်တော့ပို့ပြီးရှင်းသွားပါလိမ့်မယ်ကိုရှစ်တာချေတို့ဖြီးနဲ့စာရတဲ့တရားထဲမှာပါပါတယ်ဒါကြောင့်မလို့ဒါဖြုတ်ပြီးတော့တန်းကပ်ပါတယ်ကိုရှစ်ဖောဟာတာလည်းထုံနည်း၎င်းပါပဲရင်းနဲ့စာရတဲ့တရားထဲမှာပါတဲ့ကြောင့်ဒါဖြုတ်ပြီးတန်းကပ်မှာပါနမူနာလေးကြည့်ကြအောင်ဝမ်ရုံးမယ်ဆိုစားရီကိုရှစ်ဖောရောဝမ်ရုံးမှာနေကျင်တယ်အဲ့ကုဆန္ဒတယောက်ခန်းထဲမှာနေကျင်တယ်ပေါ့နော်ဂျူမားတဲ့ဂျီပဲဆိုရှိကိုရှစ်ဖောရောပိတ်ရဆိုအိမ်မှာနားကျင်တယ်အဲ့လည်းကိုရဆန္ဒမဟုတ်တော့ကိုရှင်မတောင်ထဲမထားဘူးပြီးတော့အားနေတော့ကိုရငယ်ဆိုစားရီကိုရှစ်ဖောဟေယူအားနေကိုလည်းမဟုတ်ဘူးနားထောင်နေတဲ့သူလည်းမဟုတ်ဘူးအခြား subject ကတပ်ပါဆန်တဘောတရားမှာသွားပြီးတော့မှတက်ရောက်နေရပေါ့နော်အဲကြတော့ခြေတော့တပ်ပါဆန်ဆိုရင်ကိုရှိဘောဟာတာကိုသုံးပြီးပါဆိုလို့ကိုရှိဘောဟာတာနဲ့ရေးထားတာကိုရငယ်ဆိုတော့မူရမြေမှာနေချင်းနေတယ်ပေါ့နေချင်းနေပေါ့နော်ဒီလိုမျိုးပြောတာဖြစ်ပါတယ်အဲ့တော့တစ်ချက်မှတ်ရမှာကတော့ခြေတို့ကဆန္ဒကိုသူများဆန္ဒကိုမေးတာနဲ့ကိုဆန္ဒကိုပြောတာအခြားတပ်ပါစင်တရားရောက်ပါမယ်ဆိုရင်တော့ကိုရှိတာနဲ့ရက်နေလို့မရဘဲနဲ့ကိုရှိဖောဟာတာဆိုရအောဟာတာပေါဖလီဂရမာလေးကိုတကပ်ပေးရတာပေါ့နော်အောဟာတာဆိုရဂရမာပတ်တန်လေးရဲ့ချေ level 3လောက်မှာပါတာပေါ့နော်ဒီစာအုပ်ထဲမှာတော့မပါဘူးပေါ့နော်အဲ့ကဟာလေးကိုသွားပြီးတော့ကတ်ထားတဲ့သဘောတရားဖြစ်ပါတယ်နော်ကဲပါသုံးချက်လေးမှတ်မိရင်ရပါပြီသူများဆန္ဒကိုမေးရကိုဆန္ဒကိုပြောတယ်တပ်ပါစံဆိုရင်အောဟာတာကတ်ပေးရမယ်ပေါ့နော်ကိုရှိဖောဟာတာဖြည့်ရမယ်ဆိုရသုံးချက်ရရင်ရပြီ35အဲ့ဒါပြီးတော့နံပါတ်36ကကျဂျီမန် verb တွေနဲ့ action verb quality verb ကိုနှစ်ခုစလုံးနဲ့သုံးလို့ရတယ်ဂျီမန်ကတော့သူ့ကိုပေမဲ့လို့ဘာသာပြန်တယ်သူဘယ်လိုအနေထားမှာသုံးတယ်လဲဆိုရှေ့စာကြောင်းအကြောင်းအရာနဲ့နောက်ကအကြောင်းအရာကနှစ်ခုကအပြန်အလှန်ဖြစ်နေခြင်းကိုအပြန်အလှန်စန့်ကျင်ဘက်ဖြစ်နေခြင်းကိုပြောတဲ့အခါမှာသုံးတဲ့အဓိကဘန်းတဲ့ပေါ့နော်စန့်ကျင်ဘက်ဖြစ်နေတာဥမာထားလိုက်ပါတော့ကျမတို့အိမ်ကတော့ကျောင်းနဲ့နီးတယ်ဒါပေမဲ့ကျောင်းနဲ့နီးပေမဲ့ဆိုပြီးဂျီမန်ဆက်လိုက်ရင်အခြားတစ်ယောက်အိမ်ပေါ့နော်တငယ်ချင်းအိမ်ကကြတော့အကြောင်းနဲ့ဝီးတယ်ဆိုတော့နီးချင်းဝေးချင်းပေါ့နော်ဒီလိုတော့ဆန့်ကျင်ဘက်သဘောတရားတွေရက်တက်ရောက်သွားတာပေါ့နော်ကျမကအရက်ရှိပြီမဲ့ကျမညီမလေးကကြတော့ဆိုရင်
အရက်ပူတယ်လို့ဖြစ်သွားမှာပေမယ်လေးနဲ့ဆက်လိုက်တော့ပေါ့နော်သူကအပြန်လဲရှေ့ပြောတဲ့အကြောင်းအရာနဲ့နောက်ပြောတဲ့အကြောင်းအရာဆန့်ကျင်ဘက်လေးဖြစ်တဲ့အခါမှာသုံးတဲ့တရားဖြစ်တယ်ပေါ့နော်သူကလည်းပဲဖြီးနဲ့စတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ဒါဖြုတ်ပြီးတန်ကဲရပါမယ်အဲ့မှာဆိုရင်နမူနာလေးတွေက우리 집은 월세가 비싸지만 저망이 좋아요ကျမတို့အိမ်ကတော့တဲ့ 월세 ဆိုတဲ့အိမ်လာကပေါ့နော်အိမ်လာပြီးနဲ့နေတဲ့အိမ်လာက비싸지만ဈေးတော့ကြီးပေမဲ့저망ဆိုတဲ့ view ပေါ့နော်မြင်ကွင်းတွေကတော့အရင်ကောင်းပါတယ်ပေါ့နော်အဲ့ဒါလေးကိုပြောထားတယ်ရှိကဈေးတော့ကြီးတယ်ဒါပေမဲ့ဘာရှိသေးလဲဆိုတော့ဘာဖြစ်လေးလဲဆိုတော့မြင်ကွင်းလေးတွေကောင်းတော့သူအဆင်ပြေတယ်ပေါ့နော်나 기숙사에서 편의점은 가깝지만 시장은 멀어요래. ကိုယ့်ရဲ့အဆောင်ကနေပြီးတော့24နာရီဆိုင်ကနီးပေမဲ့တဲ့ရှီချမ်းဆိုတဲ့ဈေးကတော့ဝေးတယ်တဲ့ဆိုပြီးနီးချင်းဝေးချင်းစံကျင်ဘက်တဘောတရားလေးတွေတော့ပြောထားတယ်။နောက် ilioyi ejiman ilioyi ဆိုတာကြကျတော့တနင်္ဂနွေနေ့ဖြစ်ပေမဲ့လို့သုံးလိုက်တယ်ဆိုရင်သူနဲ့မလိုက်ဖက်တဲ့အကြောင်းအရာစံကျင်ဘက်ပေါ့နော်ပြန်လည်စံကျင်ဘက်ဖြစ်နေတဲ့အကြောင်းအရာတွေတနင်္ဂနွေနေ့ဆိုကျတော့နားတယ်အိမ်မှာနားတယ်ဒါမှမဟုတ်လဲရုံးပိတ်တယ်ဒီလိုမျိုးသုံးရမှာပေါ့နော်ဒီမှာကျတော့သူရဲ့စန့်ကျင်ဘက်တဘောတရားအိမ်မှာလည်းမနာဘူးရုံသွားတက်တယ်ဆိုတော့ချူကွန်ဟဲရတွေယူဆိုပြီးတော့သွားတက်ရပါမယ်လို့ရေးထားတယ်စန့်ကျင်ဘက်တဘောတရားလေးတွေးလို့မလို့သူကချီမန်းနဲ့ဆက်ထားတာဖြစ်ပါတယ်အီလီယိုကြီးကကြတော့ကျနောင်ပေါ့နောင်ဆိုရင်တော့ကျတော့အီလီယိုအီဒါဆိုပြီးတော့မှ buff အထီအောင်သွားပြီးတော့လုတ်ပေးရတယ်ပေါ့နော်လုတ်ပေးပြီးမှချီမန်းကတ်ရတာဖြစ်ပါတယ်ဒါကြောင့်အီလီယိုအီချီမန်းဖြစ်ပေမဲ့လို့ဖြစ်နေတာပေါ့နော်နောက်နံပါတ်30ခွန်ကကြ buff လာတဲကကြတော့အချိန်အခါတွေကိုပြောချင်တာအဓိကတဲဆိုတာအချိန်ကိုပြောတာပေါ့နော်ကိုကပြောအချိန်တွေပြောချင်တဲ့အခါမှာသုံးတဲ့စကားလေးပြီးရင်သူကလေအဲ့ဖြစ်နေတဲ့အချိန်လေးမှာပဲပြောတာပေါ့နော်အခုဆိုရင်ခြေတို့ကဥမာထားလိုက်ပါတော့စာလေးလာနေတဲ့အချိန်ဆိုရင်ဒီစာကိုပဲနောက်ကနေလိုက်ရေးတာတွေပါလေလုပ်တယ်အဲ့အချိန်လေးမှာပဲအာယုံဆိုင်ပြီးတော့လိုက်ရေးတာအတန်းပြီးသွားပြီစာမလိလာတော့တဲ့အချိန်ဆိုရင်မဆိုင်တော့ဘူးဒါတွေမလုပ်တော့ဘူးပေါ့နော်အဲ့အချိန်ကာလလေးပဲလုပ်တယ်ဆိုတော့အချိန်လှုပ်ရှားနေတဲ့အဲ့လုံနေတဲ့အချိန်ပေါ့နော်ဒီအချိန်အခါလေးကိုပဲကျတို့ကစွန်ကန်းလေးကိုပဲတွားပြီးတော့ရည်ညွှန်းချင်တာပဲဖြစ်ပါတယ်သူကဘာတွေနဲ့သုံးလို့ရသေးလဲဆိုတော့ noun နဲ့လည်းသုံးလို့ရပါသေးတယ်အဲ့ noun ဖြစ်တဲ့အချိန်ဆိုပြီးတော့လည်းပဲကတ်သုံးတယ်ပေါ့နော်ကတ်သုံးတဲ့အခါမှာ juma တို့ ui တို့ ojong တို့ ohu တို့ကြတော့တဲနဲ့ထည့်စရာမလိုဘူးသူ့ရဲ့ meaning မှာကလေးကအဲ့ကအချိန်ဆိုတဲ့သဘောတရားပါပြီးသားပေါ့နော် juma ဆိုပြီးတော့ပဲသုံးလိုက်လို့ရတယ်ပေါ့နော်ဂျူမာတဲလို့ပြောကြရမလို့ပေါ့နော်ယူဤတဲလို့ပြောကြရမလို့အိုဂျွန်တဲလို့ပြောကြရမလို့အိုဂျွန်နဲ့အဲ့ကြရင်ကျတော့အဲပဲထည့်သွင်းရတယ်အဲ့ဆိုရင်အဲ့အချိန်မှာဆိုပြီးပြောတာနဲ့အတူတူပဲပယံမှာလို့ပြောတာစနေတနင်္ဂနွေမှာစသဖြင့်ပြောတာနဲ့အတူတူပဲမနက်ပိုင်းမှာနေ့လယ်ပိုင်းမှာပေါ့နော်ဒါလေးတွေကြတော့ဒီစကလုံးလေးကြချီတော့မှတ်ရတာပေါ့နော်ဒီကဟာတွေကတော့တဲထည့်စရာမလိုဘူးဆိုပြီးတော့အဲ့အထိပ္ပယ်မျိုးတော့ပါတယ်ဆိုရင်အထိပ္ပယ်ပေါ့နော်အဲ့တော့သူ့ရဲ့အသုံးလေးကဘာလဲဆိုအချို့ကိစ္စတွေဖြစ်ပေါ်တဲ့အချိန်ကာလလေးလို့ရေးထားပါတယ်သူကအဲ့ဒါလုံနေတဲ့အချိန်ထမင်းစားနေတဲ့အချိန်မှာစကားမပြောနဲ့ဆိုရင်ခြေတို့ကထမင်းစားပြီးတော့မဆိုင်တော့တဲ့ထမင်းစားတာနဲ့မဆိုင်တော့တဲ့အချိန်ကြိုက်တဲ့လောက်ပြောပေါ့နော်ဒီအချိန်ကာလလေးပဲသူနဲ့တွဲထားတဲ့ဟာရဲ့အချိန်ကန့်သက်ချက်လေးပဲကိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာအချို့ကိစ္စတွေဖြစ်ပေါ်တဲ့အချိန်ကာလလေးဒါမှမဟုတ်ရင်လည်းဇက်တိုက်ဖြစ်နေတဲ့အတော်အတွင်းပေါ့နော်ဒီခုနထမင်းစားတဲ့အချိန်ဆိုစစားကြတဲ့အဆုံးထိပေါ့နော်ဒီလိုအချိန်ကာလဇက်တိုက်ဖြစ်နေတဲ့အတော်အတွင်းကိုပြောချင်သုံးပါတယ်လို့ပြောထားပါတယ်သူကတော့အင်းနဲ့စားတဲ့တရားမျိုးစားထဲမှာပါပါတယ်ဒါကြောင့်အသက်ပိုင်အသက်မပါဘူးထို့မို့လာသက်ဆိုရင်တဲဆိုပြီးတော့သုံးပေးရတာဖြစ်တယ်နမူနာလေးတွေကကြတော့ရှီကန်ဒီ is တဲ့ရှီကန်ကအချိန်ဣတာရှိတယ်ပေါ့နော်ဣတာမှာအသက်ပါလို့ ul တဲ့နဲ့ပေါင်းရတယ်အသက်ပိုင် ul တဲ့မလို့ဒါကြောင့်အချိန်ရှိတဲ့အခါပေါ့နော်ချိန်ရှိတဲ့အခါမှာယောဟငွန်ကာယိုဒီခရီးသွားတယ်제주도에 갈 때 비행기는 타요. 제주도 သွားတဲ့အခါဒီအသွားပြန်လုပ်တဲ့အခါအချိန်ကာလမှာဘာလုပ်လဲ 비행기를 타요 ဆိုတော့လေယာဉ်စီးတယ်ပေါ့နော်음식을 만들 때အစားအသောက်ချက်ပြုတ်မယ်မိဖို့ခံတယ်မှာချက်ပြုတ်နေတဲ့အချိန်ဆိုရင်기분이 좋아요 စိတ်ခံစားချက်လေးပြောင်းနေတာချက်ရပြုတ်ရတာဝါသနာပါတယ်ဆိုရင်ပြောင်းနေပြီပေါ့နော်ဒါအဲ့ဒီချိန်ကာလအဲ့ဒါလှုပ်ရှားနေစဉ်မှာပြောတယ်လို့ပြောချင်တာ 휴가 때 부산에 갈 거예요 ကတော့ကျွန်တော် noun နဲ့ပေါင်းပြပေးထားတာဖြစ်ပါတယ် 휴가 ကပိတ်ရဲ့အချိန်မှာ휴가 에လို့မသုံးဘူးအဲ့ကြတော့လေ 휴가 때လို့သုံးပေးရတယ်ဒီကသူတို့ချွင်းချက်ပေးထားတဲ့ဒါတွေဆိုရင်တဲမသုံးဘူးလို့ပြောထားရကြတယ်ချေတို့ကအဲနဲ့ကတ်သုံးတယ်ပေါ့နော်ချူမတဲ့အီလီယိုကြီးတဲ့ဟွာလီယိုကြီးတဲ့ဦးထုံးနဲ့ဦးခဲလို့သုံးတာဒါပေမဲ့ဒီမှာကြတော့ 휴가 때လို့သုံးတယ်ဒီပိတ်ရက်ကာလမှာပေါ့နော်ပိတ်ရက်မှာဘူဆန်နဲ့ဂါလ်ကိုယေယို
ပူဇံကိုသွားမယ်ဆိုပြီးတော့မှပြောထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါလေးဥလတဲ့ဆိုတာကတော့သူလုံနေတဲ့အဲ့အချိန်ကာလလေးကိုဆိုလိုတာလို့မှတ်ထားရင်ရပါပြီ။ဒီသုံးခုကိုပြန်ပြောမယ်ဆိုရင်ကိုရှိတာကမေးတဲ့နားထောင်တဲ့သူရဲ့ဆန္ဒကိုမေးမယ်ကိုရဲ့ဆန္ဒကိုပြောမယ်တပါဆန်ဆိုရင်တော့အောဟာတာလေးတရားလေးကပ်ပြီးကိုရှိပေါ်ဟာတာလို့သုံးပေးမယ်ဆိုရက်အချက်၃ချက်ရှိမယ်။ဂျီမန်ကတော့သူပြောချင်တဲ့အကြောင်းအရာစန့်ကျင်ဘက်ပေါ့နော်ဖြစ်နေရင်သုံးမယ်။နောက်ဥလတဲ့ဆိုရင်အဲ့ရဲ့ကာလလေးကိုပြောမှာပေါ့နော်ထမင်းစားနေတဲ့အချိန်အဲ့လိုနမူနာတစ်ကြောင်လောက်နဲ့ကိုကခေါင်းထဲမှာဝင်အောင်မှတ်ထားလဲဆိုရင်တော့အဲ့တရားရဲ့အတုံးကိုနည်းနည်းမိခဲ့တယ်ပေါ့နော်သူကတရားတွေကိုမေးလာပြီလက်တွေ့ကွက်လက်ဖောက်တာပဲဖြစ်ဖြစ်မိကျူးချင်းမှာမေးတာပဲဖြစ်ဖြစ်မေးလာပြီဆိုရင်ချိန်အတုံးတွေပြန်စဉ်းစားရတာဘာကိုသုံးချင်လာလဲအဲ့စာကြောင့်ကလိုက်ဖတ်မှုရှိရလားပေါ့မှုဒီပြီးမှစဉ်းစားပြီးမှထည့်ပေးရတာပေါ့နော်ဒါကြောင့်မလို့ဒီအတုံးလေးတွေတိချာတည်ထားတင်ပါတယ်ပြီးတော့မတုံးတဲ့စကလုံးလေးတွေလည်းသူထည့်တတ်ပါတယ်နော်ဂျူမာတဲ့ရိုးရီတဲ့တွေလှုပ်လာတတ်တာမျိုးလည်းရှိတယ်အဲကြရင်မှာတော့မှားနေပြီပေါ့နော်အဲစာကြောင်းကဒီလိုယူဆရတာဖြစ်ပါတယ်ဆိုနောက်တစ်ခုသွားရအောင်38ကကြတော့ action verb တွေနဲ့ပေါင်းတဲ့ ulyoku hada ulyoku hada ဆိုတာကြလုံးမလို့ရည်ရွယ်ထားပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ ulyoku hada ကတော့ရည်ရွယ်ထားတာပါအချို့အပြုအမူတွေလုံးမလို့ရည်ရွယ်ချက်ရှိခြင်းကိုဖော်ပြခြင်းသုံးတာ ulyoku hada နဲ့အတွဲလိုက်သုံးတာ ulyoku ဆိုတဲ့grammar pattern လည်းတက်တက်ရှိသေးတယ်အဲ့ဒါကြောင့်နောက်ပိုင်းမှာလာမယ်ထင်တယ်ပေါ့နော်သူကဘာလေးနဲ့တွဲမိတတ်လဲဆိုတော့အဲ့ ulyoku ဒီ hada မှာပါတဲ့ဟာပေါ့နော်အဲ့ဒါလေးကြတော့ kiwi ဆိုတဲ့ grammar pattern kiwi ဆိုတာအတွက်ပဲလေအဲ့ဒါလေးနဲ့တွဲပြီးတော့မှဘယ်လိုသုံးရတာလဲဆိုပြီးတော့မေးတတ်တာမျိုးတွေရှိရပေါ့နော်ဒါပေမဲ့ဒီစကားကတော့ဟာတာပါပြီးတော့မှဒီလိုမျိုးလျော်ကိုဟာတာဆိုအတွဲလိုက်တာဖြစ်ပါတယ်အဲ့လိုလုံးမလို့ပါအဲ့လိုလုံးကိုရွေထားပါတယ်ဆိုရက်စကားလုံးပဲအရန်ကျန်တဲ့ဟာတွေနဲ့တော့အရန်ရောစရာတော့မရှိဘူးပေါ့နော်လျော်ကိုဟာတာထိအောင်သူကပေးထားတယ်လို့တွဲလိုက်မှတ်ပါအချို့ပြုမှုတွေလောက်ကိုရွေထားတယ်ပဲရိုးပဲပေါ့နော်ပြောရမယ်ဆိုရင်သူကတော့ဥနဲ့စားတဲ့တရားဖြစ်လို့အသက်ပိုင်းဥလျော်ကိုအသက်မပေါလာသက်ဆိုရင်လျော်ကိုဟာတာနဲ့သုံးပေးရမယ်ပေါ့နော်အဲ့တော့ခြေလုံးတရားလေးကြည့်အောင်နမူနာ저는휴가대책을많이 읽으려고 해요. ကျမကတော့ပိတ်ရက်ချိန်မှာအသေးလေးပြန်တုံထားတယ်ပိတ်ရက်ချိန်မှာစာအုပ်တွေကိုအများကြီးဖတ်မလို့ပါပဲလေမလို့ပါပဲသူရွေးထားပါတယ်လို့ပြောလိုက်တာရိုးရိုးစာကြောင်းပဲပေါ့နော်ပြီးလဲပြီးတော့저는 내년에 이사하려고 해요တဲ့ကျမကတော့နောက်နှစ်မှာပြောင်းမလို့ပါအိမ်ပြောင်းမလို့ရွေးထားပါတယ်နော်သူကောင်းထဲမှာရည်ရွယ်ထားချက်ရှိပါတယ်ပေါ့နော်ပြီးတော့저녁에 부부기로 만들려고 해요ညနေကျရင်အသားကင်လုံးမလို့ပါသူရဲ့ရည်ရွယ်ချက်ကလေးကိုပဲပြောလိုက်တာဘာမှမဟုတ်ဘူးပေါ့နော်ရိုးရိုးရှင်းရှင်းပဲဖြစ်ပါတယ်လျော့ကိုဟာတာတွဲလိုက်နဲ့တုံသွားတဲ့တရားလေးဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းပြီးတော့ရှင်းရနွန်ကော့ဆိုတဲ့တရားပါဒီနွန်ကော့လေးကလေဒီမှာနော်နွန်ကော့လိုပဲတရားအတွဲလိုက်ရှိရပါနော် action verb နွန်ကော့ပဲရှိတာပါအဲ့ action verb နွန်ကော့ကကြတာသူ့နောက်မှာ quality verb တွေလိုက်ပြီးတော့ပြောရတဲ့အတွဲလိုက်လေးတွေဖြစ်ပါတယ်ဒီ verb တွေကိုစာတောင်းတွေမှာသမူနာတွေမှာသွားလေ့လာတယ်ဆိုရင်ခြေတို့ကဒီလိုလုပ်ရတာကြိုက်ပါတယ်ဒီလိုလုပ်တာကကောင်းပါတယ်ဒီလိုကစိတ်ဝင်စားစရာကောင်းပါတယ်အဲ့လိုမျိုးလေးတွေပေါ့နော်ခတ်ပါတယ်တို့လွယ်ပါတယ်တို့စသဖြင့်ကိုသွားပြီးတော့သုံးတာများတယ်ပေါ့နော်စာတောင်းတွေကိုသွားကြည့်တယ်ဆိုရင်ပြီးတော့ non got ဆိုတဲ့အတွဲလိုက်နဲ့ action verb non got ဒါမျိုးလေးနဲ့တွဲသုံးတာချွီမီတွေပေါ့နော်ဒါဆိုချွီမီခန်းမှာပါတာဖြစ်လိမ့်မယ်ဝါဒနာတွေပြောတဲ့အခါမှာတခါတလေကြာရင်ကျွန်တော်ဟင်းချက်ရတာကြိုက်ပါတယ်ဟင်းကြိုက်တယ်မဟုတ်ဘဲနဲ့ဟင်းချက်ရတာဆိုရင်ခြေတို့ကယူရီဟာနုံကောပေါ့နော်ဒီလိုလေးပြောရတာပေါ့နော်ကျွန်တော်ရုပ်ရှင်ကြည့်ရတာကြိုက်ပါတယ်ဆိုရောင်းကဘူနုံကောပေါ့နော်ဒီလိုလေးတုံတဲ့အခါမှာတုံတာပြီးတော့နောက်ကကျကြိုက်တယ်ဒီမကြိုက်ဘူးတွေခတ်တယ်တွေလေးတယ်တွေစသဖြင့်ပေါ့နော် quality buff လေးတွေနဲ့တွဲတုံတာကိုတွေ့ရပါတယ်အဲ့ဒါလည်းပြီးတော့သူကလေဒီကအတုံးလေးတွေအခြားဟာလေးတွေပေါ့နော်အတုံးလေးဒီလိုမျိုးဤကာတို့အွန်းနွန်းတို့ဦးလူတို့နဲ့လည်းပေါင်းတုံးတယ်သုံးပေမဲ့သူကလေအဲ့ကဒီအရှိအတိုင်းသုံးလဲရတယ်လို့ခြုံတုံးလိုက်သူကအရန်ခြုံတယ်ပေါ့နော်ခြုံတဲ့အခါမှာကြာရင်နော်ဂေါရှိကိုခဲလို့ပါခြုံတုံးပါတယ်ခေါ်စုကိုကြတော့ဂေါလို့လည်းပြောလို့ရတယ်လို့တခါတလေမှာဂေါကလာတက်ဖြုတ်ပြီးတော့လဲနုံဂေါလို့လည်းတုံးလို့ရသေးတယ်ပြီးတော့နုံဂေါရှိရဲ့ယူကြတော့နုံဂေါရဲ့ယူဆိုပြီးတော့မှတုံးပြရတာဖြစ်ပါတယ်ဒါတွေကじゃခြုံတဲ့ဟာကြီးပေါ့နော်အဲ့လိုခြုံလေးလည်းတုံးလို့ရပါတယ်အဓိကတကယ်လို့ဒီနုံကော့မှာမှတ်ရမှာကလှုပ်ရှားမှုကရိယာဆို action verb နဲ့ပေါင်းတယ်ဆိုတဲ့တစ်ချက်သူကနောင်ပြောင်းလိုက်တာနောင်ပြောင်းပြီးသူ့နောက်မှာ quality verb လိုက်ရမယ်ပေါ့နော်ဒီပုံစံနဲ့ဖြုတ်တုံးတာဖြစ်ပါတယ်သူကတော့ဒါဖြုတ်ပြီးတော့တန်ကက်လို့ရပါတယ်ဘီနဲ့စာတရားထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ grammar pattern က non ဆိုတော့လေခြေတို့ကဒီလိုလေးဟိုလူမမှန်
တတိပြုရတယ်ဘာမူမမှန်လေးလဲဆိုတော့လာတက်လေးပေါ့နော်မူမမှန်လာတက်လေးကဒါနာဘာစာနဲ့တွင်ပြုတ်တယ်လေဒါကြောင့်မလို့လာတက်မူမမှန်တော့ခြေတို့တတိပြုပြရတဲ့ဟာလေးရှိပါတယ်ဒါကြောင့်မူမမှန်ရှိရင်တတိပြုလို့တော့ခြေထည့်ရေးထားတယ်ပေါ့နော်အဲ့တော့သူ့ရဲ့တပုနမူနာလေးကိုလေ့လာကြည့်အောင်အိုစွန်းဒါလီနုံခေါ်စီနော်မူအော်လျော်ရောအိုကတော့အဝတ်ကိုပြောတာဒါလီသားကတော့တိုက်တာပေါ့နော်တိုက်တဲ့အရာကတိုက်တာက너무 어려워요. 애양 카드 막 quality buff. 비엔 저는 한국 음식을 만드는 것이 재미있어요. 저너가 코리아 아사아사 빌로데 애야가 빌로야다 재미있어요. 막 quality buff. 나 저는 친구하고 여행하는 게 좋아요. 저너가 땅에 지내 케이도아레 애야가 짜이바레. 다리에서 총라이다 딜로 것이 소비 어시미로 만드는 게 총동네 할리네 동타. 디마 quality buff. 에라 레비요 영화 보는 거 좋아해요. 다 자러ခေါ်ကိုရှယ်တို့ကဒီလောက်သက်ထီအောင်မဟုတ်တော့ပဲနဲ့နုံခေါ်ထီအောင်သွားလိုက်တယ်ပေါ့နော်ဒီဖြုတ်လိုက်တယ်နောက်ဆုံးအဆင့်ဒီခြုံပြီးမှဂျွာဟဲယူဆိုပြီးတော့သုံးထားတာဖြစ်ပါတယ်ကြည့်တဲ့အရာကြည့်ရတာကြိုက်ပါတယ်ဒီမှာ quality verb ပေါ့နော်ဒီလိုအသုံးလေးနဲ့အတွဲဆက်လေးနဲ့သုံးတာဖြစ်ပါတယ် action verb plan နုံခေါ်သူနောက်မှာ quality verb ကလေးတွေရလိုက်တယ်သူက noun အဖြစ်ပြောင်းသုံးတာ noun အဖြစ်ပြောင်းလိုက်တာပေါ့နော်တချို့အရာတွေဆိုရင်ရှယ်တို့ကဒီတိုင်းသုံးလို့မရဘဲနဲ့နှုံကော့လေးကပ်ပြီးနောင်ရောက်ပြီးမှပြောလို့ရတဲ့စကားလုံးတွေရှိတာပေါ့နော်အဲ့အခြေအနေမှာသုံးတဲ့နှုံကော့ grammar pattern ဖြစ်ပါတယ်အဲ့ဒါလည်းပြီးတော့40ကဥလက်ကရောကကြတဲ့ချေတော့ question mark လေးလဲပါတော့အမီ only ပဲသုံးလို့ရတာဖြစ်ပါတယ် action verb တွေနဲ့တွဲသုံးပါတယ်ပြီးရင်ဥလက်ကရောဆိုပြီးတော့မှကြမလားရမလားဆိုပြီးတော့မှအခြားသူကိုအတူလုပ်ဖို့အကြံပြုမေးခြင်းငါတို့ဒီလိုလုပ်ကြမလားစားကြမလားသွားကြမလားစသဖြင့်ပေါ့နော်သူ့ရဲ့စိတ်ကူးစိတ်တန်းကိုသူတယောက်တည်းမလုပ်ဘူးအခြားသူကိုငါဒီကြံလေးရှိရငါမှဒီ idea ရှိရဒါမျိုးလေးလုပ်ချင်တယ်နင်အောင်လုပ်မလားဆိုပြီးတော့မေးလိုက်တယ်ဒါမှမဟုတ်အခြားသူရဲ့အတွေးအမြင်ကိုမေးတာမင်းလုပ်ကောလုပ်ချင်နေရဲ့လားအဲ့ကဟာကိုလုပ်မလားပေါ့နော်လုပ်မလားဆိုတဲ့ပုံစံမျိုးနဲ့လည်းသုံးပါတယ်အဲ့ဒါလေးကကြတော့လက်ကရောအမေး only ပဲသုံးတာဖြစ်ပါတယ်မေးချင်းမှာပဲသုံးပါတယ်သူ့ကိုပြန်ဖြေရင်ဒါတော့ဘာနဲ့ဖြေလဲဆိုတော့ IU OU နဲ့ပြန်ဖြေလေးရှိပါတယ်လုံမယ်လို့ပြောတာပဲဒါပေမဲ့ IU OU လုံတယ်လို့တော့မဘာသာမပြောင်းဘောနော်လုံမယ်ပေါ့နော်ဥရိခတ်စီဖာမောကူကာရောဆိုနဲမောခေါ်ယူအဲ့လိုပဲဖြေရတယ်ပေါ့နော်မကုချီတာပြောဖြေလို့တော့ရပါတယ်ဒါပေမဲ့အများဆုံးအားဖြင့်အတွဲအဆက်ကတော့ IU OU နဲ့ဖြေတယ်ပေါ့နော်ဒီထဲမှာစာအုပ်ထဲမှာလည်းအဲ့လိုရေးပေးထားပါတယ်ပေါ့နော်အဲ့ဒါလည်းပြီးတော့သူရဲ့ပေါင်းချင်းပေါ့နော်တရားပေါင်းချင်းကကြတော့ဥနေစားတဲ့တရားဖြစ်တယ်ဒါကြောင့်အသက်ပိုင်းဥရိကရောအသက်မပေါက်လက်တဲ့ဆိုရင်လက်ကရောသုံးပါတယ်နမူနာလေးတွေကြည့်မယ်ဆိုရင်တော့နေကချစ်점심 볼까요မနေ့ပြန်အတူတူနေ့လည်စာစားကြမလား우리 같이 저녁을 먹어요. 나로 아두두ညနေစာ စားမယ်. 네,ဒီမှာကျတော့ 나로 아두두 ဆိုတော့ စားမယ်လို့လည်းအဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်. ပြန်ဖြေတာသူ့အမေကိုပြန်ဖြေပေးတဲ့သဘော. 같이 저녁 만들까요? 아두두ညနေစာ ပြုလုပ်ကြမလား? 네, 좋아요. ကောင်းပါပြီ. ဒီမှာ 만들다 자 라달리 라다 ဆိုရင်တော့ 제로 라까요 ပဲပေါင်းတယ်. နှစ်ခုထပ်နေတဲ့အတွက်တစ်ခါပဲရေးပါတယ်. အဲ့တော့လာလေးကတစ်ခါပဲဖြစ်နေမှာပေါ့နော်. 만들까요 ပဲဖြစ်မှာပါ. အဲ့ဒါလည်းပြီးတော့အာဩပူတာကじゃလုတ်ကြည့်ခိုင်းတာပါကျတို့စမ်းသက်ကြည့်ဆိုတဲ့ပုံစံမျိုးလေးမလုပ်ဘူးမလားအဲ့ဒါစမ်းလုပ်ကြည့်ပါလားလို့ပြောတဲ့အခါနဲ့သုံးတယ်ပေါ့နော်အချို့ကိစ္စတွေစမ်းသက်ကြည့်မှုနဲ့အခြားသူကစမ်းကြည့်ဖို့ပြောချင်သုံးတယ်ကိုတိုင်းဆိုရင်တော့ကိုစမ်းသက်ကြည့်တာသူများကိုဆိုရင်တော့စမ်းသက်ကြည့်ပါလားလို့ပြောတဲ့အပြောပေါ့နော်အဲ့ကြရင်တော့သူများကိုစမ်းကြည့်ဖို့ပြောချင်တယ်ဆိုရင်တော့အမရနောက်ကနေပြီးတော့မှပါ보세요ပေါ့နော်အာ보세요အဲ့လိုမျိုးတွေနဲ့သုံးတာ가보세요 먹어보세요 이거보세요အဲ့ဒီလိုမျိုးတွေသုံးတာအဲ့သူက보세요 봐보세요လို့တော့မရှိဘူးเนาะ보세요ပဲကြီးလို့ပြောချင်တယ်ဆိုရင်보세요ပဲသုံးပေးရပါတယ်အဲ့ဒါလည်းပြီးတော့သူကတရားပေါင်းချင်းကိုကြည့်မယ်ဆိုအာဝနဲ့စတဲ့တရားထဲမှာပါပါတယ်အာဝနဲ့စတဲ့တရားဆိုရင်တို့အာဝဆိုရင်အာ보다ကျန်တရားဆိုအော보다 하다ဆိုရင်해보다လို့သုံးတယ်မူမှန်နဲ့ရှိရင်တော့သတိပြုပေးရမှာပေါ့နော်မူမှန်လေးတွေလည်းရှိရတယ်သတိပြုပြီးတော့မှပေါင်းပေးဒါလေးကိုမမိနဲ့ပေါ့နော်ဒါလေးじゃမိသွားတယ်လို့ဒီမှာပြန်ပြီးတော့ remind အနေနဲ့ထည့်ပေးထားရတယ်ပေါ့နော်အဲ့နမူနာကြည့်အောင်던전찌개로 만들어 보세요 뺑개비 힝လုပ်ကြည့်ပါစမ်းသက်ကြည့်ပါလားလုပ်ကြည့်ပါလားဆိုတဲ့သဘောမျိုးပေါ့နော်이 게임을 한번 해보세요အတူတူပဲဒီ game လေးတစ်ခါတော့ဆော့ကြည့်ပါလားဆော့ကြည့်ပါနောက်지금 구하는 것이 쉽지 않아요 인샤라 안လွယ်ဘူး 그럼 부동산에 가보세요ဒါဆိုရင်အိမ်ချက်မြေအကျိုးဆောင်နဲ့တော့ကြည့်ပါလားလူမျိုးလေးပေါ့နော်သူ 해보세요 နဲ့သုံးတာများတယ်ပေါ့နော်အော်ဘူးဒီစေယူလေးနဲ့သူများကိုစမ်းသက်ကြည့်ခိုင်းတဲ့ဟာနဲ့သုံးတာများပါတယ်ဟုတ်ကဲ့ပါဒါကတော့အာဩဘူတာဆိုတဲ့အဓိပ္ပာယ်ပါ
ပြီးရင်နောက်တစ်ခုကကြတော့ action buff လဲအာအောလေးရလဲအရန်မေးရတရားလေးဖြစ်ပါတယ်ဒါလေးဆိုရင် star လေးပြပြီးတော့ကိုတေချာလေးလုတ်တဲ့တရားပေါ့နော်အဲမှာပါပါတယ်အာဆောကိုကျတော့ EU အနေနဲ့တုံထားတာမဟုတ်ဘဲနဲ့ EU အကြောင်းပြချက်အနေနဲ့လည်းတုံတယ်နော်အကြောင်းပြချက်အနေနဲ့တုံးမဲ့ဆိုရင်သူ့ရဲ့မှတ်စရာလေးတွေရှိတယ်သူက past tense နဲ့တွဲမတုံးဘူးပေါ့နော်past tense နဲ့တွဲပြီးတော့မတုံးဘူးသူ past tense ဆိုတာနောက်ဆုံးမှမဟုတ်ဘူးကျောင်းသားတော်တော်များများကဟိုရောနေတာက past tense မရဘူးဆိုနောက်ဆုံးစာကြောင်းတစ်ကြောင်းလုံးမှာ past tense form တွေရပါနေရင်ကိုပဲသူကမရတော့ဘူးလို့ထင်တာမဟုတ်နောက်ဆုံးမှထည့်လို့ရတယ်သူနဲ့တွဲမတုံးတာအာဆောနဲ့တွဲပြီးတော့အဆောမရတာပေါ့နော်အဆောဆိုပြီးတော့မတုံးတာကိုပြောတာပြီးရင်ဟိုနောက်ဆုံးမှဆိုရင်ခြေတို့ကဗာလဲစိတ်ခိုင်းညှိနှိုင်းနေမလိုက်ဘူးပေါ့နော်ဆေးယူရှစ်ဖြူဖပ်ရှိတာဆိုတဲ့ဟာတွေလိုက်လို့မရတဲ့မှတ်ချက်လေးတွေရှိတယ်အကြောင်းပြချက်မှာတုံးတဲ့အဆောပေါ့နော်အဲ့ဒါကနံပါတ်1သင်ခဲ့ပြီးပြီထင်တယ်ဒါနောက်တစ်ခုပေါ့နော်နောက်တစ်ခုကျတော့စွန်းချဆိုတာကျခြေတို့အလှဒါပြီးရင်ဒါလောက်တာကိုစွန်းချလို့ခေါ်တာပေါ့နော်အဲ့တော့ခြေတို့ကပြီးတော့လို့ဘာသာပြန်ပါတယ် ANDN နဲ့တူတယ်ပေါ့နော်သူကဘာတရားနဲ့တော်ပြီးရောမေးရလဲဆိုဒါမနစ်တော့ဆိုအရင်ကြီးဟော့တဲ့တရားထဲမှာပါတယ်ဒီအာဆောနဲ့ဘာနဲ့တွဲမေးလဲဆိုခိုးနဲ့ចောင်းသားတယောက်ဆိုရင်ပေါ့နော်နှစ်ပုတ်တောင်ပါတယ်တဲ့အာဆောနဲ့ခိုးပဲဘယ်ရွေးရမလဲခေါင်းစားခဲ့ရတာပေါ့နော်အဲ့မှာမှားပြအောင်လဲမှားခဲ့တယ်ပေါ့နော်ဒီလိုမျိုးပြောပါတယ်အဲ့တော့အာဆောကိုဒီချာနားလေထားမယ်ဒီလေ့လာထားမယ်ဆိုရင်တော့မှားစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့အာဆောကစွန်းချပြီးတော့ပဲကိုကလည်းပြီးတော့ပဲဘလို့ကွာတာလဲပေါ့နော်ဒီချက်တရားစာအုပ်ထဲမှာတော့ concept ချက်လေးတခြားရေးထားပါတယ်ဒါပေမဲ့ဒီလိုမျိုးနားထောင်လိုက်တော့ပေါ့နော်ဒီပြောတာကိုနားထောင်လိုက်တယ်ရှင်းပြတာနားထောင်လိုက်တယ်ဆိုရင်တော့ပိုရှင်းသွားမယ်လို့ထင်လို့မလို့ဒီနှစ်ခုကိုနှိုင်းရှင်းပြီးတော့ပြောပြပေးမယ်ပေါ့နော်ဒီအာဆောကြတော့ခြေတို့ကဘလို့လဲဆိုတော့ဒီကိုတုံးကလည်းပဲရှေ့ကဟာအရင်ဒီဂုံနဲ့ဆက်ထားတဲ့ရှေ့ရအဖြစ်ပြ action verb တွေနဲ့ပေါင်းတဲ့ခိုးပေါ့ဒီမှာ action verb တွေဒီကမှာတွားတူနေတာပေါ့နော်ဒီမှာလည်း action verb နဲ့ပေါင်းတယ်ဆို action verb နဲ့ပေါင်းတဲ့ခိုးမှာအသုံးသွားတူနေတာ action verb နဲ့ပေါင်းတဲ့ခိုးကကြတော့ရှေ့ရဟာအရင်နောက်ကဟာနောက်ရေချိုးပြီးတော့မှထမင်းစားတယ်ဆိုရေရင်ချိုးတာပြီးမှထမင်းစားတာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ထမင်းစားပြီးတော့ရေချိုးတယ်ဆိုပြီးကိုလောက်တာဖြောင်းပြန်သွားထဲလို့မရတာရေရင်ချိုးတဲ့သူကရေချိုးတာကိုရှေ့ရကိုသွားပြီးဆက်ရမယ်ပေါ့နော်ဒီအနေထားကိုသုံးထားတယ်ဒီအာဆောဆိုတာလည်းအတိုင်းပဲရှေ့ရဟာအရင်နောက်ကဟာနောက်ပဲဒါပေမဲ့ဘလို့သုံးกว่าလဲဆိုကိုကကြတော့ဆက်မှုမရှိလဲရတယ်ရှေ့စာကြတော့ခဏကရေချိုးတယ်ထမင်းစားတယ်နောက်ခုကထမင်းစားတာတက်ရေချိုးတာတက်ပေါ့နော်တော့ပြီးဆက်မှုရှိမနေဘူးအဲ့လိုဟာတွေကိုသုံးတာကိုဒီအာဆောဆိုတာကြအဲ့လိုမရဘူးရေချိုးပြီးတော့ရှာဝေါ်ဟဲဆောဘာဘူးမော်ကောဆိုပြီးဒီလိုမျိုးမရပါဘူးအာဆောရကြအတွဲလိုက်ဆက်မှုရှိရမယ်အဲ့ဒါ main point ဖြစ်ပါတယ်ဒီမှာရှေ့ရေးထားပါတယ်ရှေ့နောက်အပြုအမူကဆက်မှုရှိပြီးအတွဲလိုက်လှုပ်ဆောင်မှုအခြေအနေမှာသုံးတယ်ဆိုပြီးတော့ရေးထားပါတယ်သူကဒီရှေ့ကဟာကပါကိုပါရမှာဒီမှာနမူနာကြည့်မယ်ဆိုရင်ဂျီဘဲဝါဆော just ဆိုရဂျီဘဲဝါတာဂျီဘဲအိုတာဆိုတာဘာတူလာတာလဲမိမိလေကိုပေါ့နော်ကိုလာပြီးတော့အိတ်တာဘာတူလဲကိုပဲအဲ့လိုပုံစံနဲ့တုံးရတယ်ပြီးရင်ဒီဂင်ဘာဘူမန်ဒရောဆောဒါလေးကိုနားမလဲသေးဘူးဆိုအောက်ကဟာပြန်ထပ်ပြောပြမယ်ပေါ့နော်ဂင်ဘာဘူမန်ဒရောဆောထမင်းလိတ်တွေလုတ်ပြီးသွားလို့ရှိရင်ဒီထမင်းလိတ်ကြီးကိုချင်းကုသူဟာကိုမော်ကူကော်ရယူတငယ်ချင်းနေနဲ့စားမှာဘာစားမှာလဲရှေ့မှာဂင်ဘာကိုလုတ်ထားတယ်ဆိုပြီးအာဆောလေးနဲ့တွဲထားတာဖြစ်တဲ့အတွက်တော့အဲ့အာဆောတွဲထားတဲ့ဂင်ဘာကိုစားမှာအဲ့လိုမျိုးလေးပေါ့နော်အတွဲဆက်ချိတ်ဆက်မှုရှိရတာဖြစ်ပါတယ်ဥပမာဒီနားလေးမှာရှိရဂူနဲ့ပြောင်းမယ်ဆိုရင်ပြောင်းပြီးတော့စာကြောင်းမေးစင်တယ်ပေါ့နော်ဒီဆောင်းပွဲမှာမေးစင်တယ်ဆိုရင်ခင်ဘတ်ကိုမန်ဒူတာပေါ့နော်ထားလိုက်ပါတော့မန်ဒူတာကော့လက်ဖောက်ထားမယ်ပြီးမှချင်းကူဒူဟာကိုမဟုတ်ဘူးကော့ရရိုးမဟုတ်ဘဲနဲ့ချင်းကူတော့မနတ်ဆော်ရုပ်ထုတ်ပြီးတော့ဒီရှေ့ရေးလိုက်မယ်ဆိုရင်တော့ဟိုလုပ်လို့ရပါတယ်ခင်ဘာလောက်တာတက်တငယ်ချင်းတွေ့တာတငယ်ချင်းလောက်တာတွေ့တာတက်ဘာမှဆက်ဆက်မှုမရှိဘူးကိုနဲ့သုံးလို့ရပါတယ်ခင်ဘတ်ကိုလုတ်ပြီးတော့ကိုတက်ပြီးမှတငယ်ချင်းတွေ့တာတက်ပါအဲ့လိုမဟုတ်ဘဲနဲ့အခုစာကြောင်းလို့ခင်ဘတ်ကိုပြုတ်လုပ်တယ်စားတယ်ဒီကခင်ဘတ်လုတ်တာကြီးရဲ့အတွဲဆက်ကဒီထဲမှာသွားပါနေတာဓာတ်ယူစားတယ်ဆိုရတော့အတော်တိတ်တွေတွဲနေတာပေါ့နော်ဒီနှစ်ခုကအတွဲဆက်လုပ်နေတာဒါမျိုးဆိုရင်တော့အာဆောသွားပြီးသုံးပေးထားရတာဖြစ်ပါတယ်ဥပမာထားလိုက်ပါတော့ခြေကဘောလုံးဝင်ကိုသွားမယ်သွားပြီးသွားရင်အဲ့ထဲမှာကိုယ်တိုင်ဘောလုံးဝင်ကန်မဲ့သူဆိုရင်တော့အာဆောသုံးတာပေါ့နော်ကိုကသွားတယ်သွားပြီးသွားရင်ငါဝင်ကန်မယ်ပေါ့နော်အဲ့တော့ကိုကပဲအတွဲလိုက်ဆက်လောက်ကင်မှုပေါ့နော်ဆက်မှုရှိပြီးတော့လှုပ်ဆောင်မှုပေါ့နော်ဒီလိုမျိုးကြီးဆိုရင်တော့အာဆောပြောတာဖြစ်ပါတယ်နော်အဲ့လိုမှမဟုတ်ဘူးငါအုံးသုံးအားကစားကွင်းကိုသွားမယ်ဘောလုံးကွင်းကိုသွားမယ်သွားပြီးသွားရင်ကိုက
ဝင်ကမဲ့သူလည်းမဟုတ်ဘူးဒီတိုင်းပဲအားပေးတာမျိုးပေါ့နော်ကြည်တာမျိုးဘောလုံးပွဲကြည်မယ်အဲ့လိုမျိုးဆိုရင်တော့ခြေတော့ကိုနဲ့လည်းတုံလို့ရတယ်ပေါ့နော်ကိုပြောချင်တဲ့စာကြောင်းလုပ်ချင်တဲ့စာကြောင်းပေါ်မူတည်ပြီးတော့ကိုနဲ့အဆောအဆောကကွဲသွားတာဒါပေမဲ့ဒီလိုမျိုးစာကြောင်းနေကြအရန်ကွဲတယ်ပေါ့နော်အောက်ကဟာလေးစက်ကြည့်ကြည့်မယ်အိုစုဘောစောစောဆိုအဝတ်ကိုချက်လိုက်ပါတယ်။ဦးကျငယ်ခေါ်လျော့စော်ရဆိုတော့ဘာကြီးလဲဒီအဝတ်ကြီးပါသွားပြီလေအတွဲလိုက်လို့ဆောင်မှုကြီးပထမဦးဆုံးအရင်လောက်တာကအဝတ်ချက်လိုက်တာပြီးရင်ဒီကအဝတ်ကိုအဝတ်ဟာထဲမှာဗီဒီယိုထဲမှာချိန်လိုက်တာဒီအဝတ်ကြီးအတွဲလိုက်ပါသွားတယ်ဆက်ဆက်မှုရှိတယ်ဒါမျိုးဆိုရင်အဆောအဆောနောက်ထပ်ဤချုံတို့အိုရာကဆိုအိုရွန်ကျုကတို့ခါဆဲယူဆိုတော့နှစ်ထပ်ကိုတက်သွားလိုက်ဒီလူရက်တက်သွားတာတက်သွားပြီးညာဘက်ကိုချိုးလိုက်ပေါ့နော်ဒီတိုင်းပဲတွဲလိုက်လှုပ်ဆောင်တာစက်တိုက်ဆက်ဆက်မှုရှိနေတယ်ဒီလိုပြုမှုမျိုးဆိုရင်ခြေတို့ကအဆောအဆောသုံးပေးရတာဖြစ်ပါတယ်ကိုကြတော့ထမင်းစားတာတက်တငယ်ချင်းတွေ့တာကတက်ထမင်းစားတာတက်စားလုပ်တာတက်ဒီလိုမျိုးလေးတွေပေါ့နော်တစ်ခုပြီးတစ်ခုရှေ့ဟာအရင်နောက်ကနောက်မှဆိုရတဘောတရားဆက်ဆက်မှုမရှိလဲသုံးလို့ရတာပေါ့နော်အဲ့ဒါလေးတွေကြွားသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီမှာလဲပေါင်းချင်းပုံစံကတော့ခြေတို့ကအာအောနဲ့စားတဲ့တရားထဲမှာအကျုံးဝင်လို့ OR ဆိုရင်အဆိုချန်တရားဆိုတော့ဘာသာဆိုရင် hash လို့ဆိုပြီးတော့မှပေါင်းရတယ်မုံမှန်ရှိရင်တော့တတိပြုပေးပေါ့နော်ပြီး43လေးကိုသွားလိုက်ပါမယ်43လေးကကိုအီတာကအရင်တစ်ခေါက်ပါဘူးပါတယ်အဲ့တော့ကတော့ e ကိုသုံးစားဆိုပြီးတော့အချို့တော့လှုပ်ရှားမှုပြကရိယာဖြစ်တဲ့ဝစ်စင်ခြင်းပေါ့နော်ဒီချက်တိလိုက်တာများတော့အဖြစ်တော့ဝစ်စင်ခြင်းနဲ့ခန်းစားချက်လေးတွေခြားတန်းငါတာတို့ချွားဟာတာတို့ဒီလိုမျိုးဟာလေးနဲ့သုံးခဲ့ကြတာပေါ့နော်အဲ့ဒါကြတဲ့ချဲတို့ဟာလျက်ရှိတယ်နေတယ်လို့လည်းဘာသာပြန်လို့ရတယ်လို့သူ့ကိုကြတော့ထားတယ်ပေါ့နော်မျက်မှန်တက်ထားတယ်လို့အင်ကြီးဝစ်ထားတယ်လို့အုပ်ထုပ်ဆောင်းထားတယ်လို့မှသုံးတဲ့တရားမျိုးပေါ့နော်အဲ့ဒါပြင်ဒီတရားကြတော့လက်ရှိပြစ္ဆုတ်ပံမှာလှုပ်လျက်ရှိတဲ့ချင်းတန်းဆိုတာကျတော့လက်ရှိပြစ္ဆုတ်ပံမှာလှုပ်နေအခုဆိုရင် lecture ရှင်းနေတာပေါ့နော်စာသင်ကြားနေတယ်ဒီနားထောင်နေတဲ့သူဆိုရင်တော့ဒါလက်ချင်နားထောင်နေတယ်ပေါ့နော်စာရေးရှင်းပြတာကိုနားထောင်နေတယ်အဲ့ဒါကြတော့အခုလက်ရှိလုပ်နေတဲ့ဟာပြီးရင်ဘယ်နေရာမှာသုံးလို့ရလဲဆိုတော့ဥမာကိုကကုမ္ပဏီဝန်ထမ်းဆိုရင်အလုပ်လုပ်နေတယ်အလုပ်လုပ်နေတာလေဒါလည်းအမှန်တရားပဲလေအခုလက်ရှိအလုပ်လုပ်နေတာပေါ့နော်အခုအချိန်လေးမှလုပ်နေရမှာပဲねသူကကြရေးရှိပေါ့နော်ပုံမှန်လုပ်တဲ့ဟာကိုလည်းပဲယူလို့ရတယ်ကိုအီတာနဲ့သုံးလို့ရပါတယ်ဂုံမှုဟောက်ကိုအီစော်အခုဆိုဟန်ကုကောတော့ဂုံမှုဟောက်ကိုအီစော်လို့ပြောလို့ရတယ်ဗျကျွန်တော်ကိုရီးယားစာလိလာနေမပြီးသေးဘူးအတန်းမပြီးသေးဘူးဆိုတဲ့သဘောတရားပေါ့နော်ဒီလိုသဘောတရားလည်းယူလို့ရပါတယ်လျက်ရှိတဲ့နေတယ်ပြစ္ဆုတ်ပံကာလမှာလှုပ်ဆောင်နေတဲ့ဟာအချို့အပြုမှုတွေကလှုပ်ဆောင်နေသေးဖြစ်တဲ့ဇက်တိုက်ဖြစ်တယ်လို့ပြောချင်တဲ့အခါမှာသုံးတယ်ပေါ့နော်သူကတော့ဒီနဲ့စားတဲ့တရားမလို့ဒါဖြုတ်ပြီးတန်းကတ်မယ်ပေါ့နော်နမူနာလေးကမာသူရှိကရှိတငယ်ဆိုကျွန်ရှင်မမကိုဆိုအခုလုံနေတဲ့အနေထားမာသူကစားတော့ဆိုင်မှာနေ့လေစားနေအခုမျက်လုံးထဲမှာမြင်ရအောင်အခုမာသူစားတော့ဆိုင်ထဲမှာစားနေတာပဲပေါ့နော်ဒီလိုမျိုးမြင်ရအောင်ရတာပေါ့နော်ဒီကမောကိုဆိုဆိုအခုနေမှာလုံနေရလဲပေါ့နော်ဒါကိုမိထားတယ်ဒုံစငေါဟကွေဌာနီကိုဆိုရကြတော့စနဒီရှယ်ပြောတဲ့ဒုတိယမပြီးပြတ်သေးဘူးအခုလက်ရှိပြစ္ဆုတ်ဝန်သူကចောင်းသားဟုတ်နေတယ်ခုနကုမ္ပဏီမှာလုပ်တယ်ဆိုကုမ္ပဏီဝန်ထမ်းဟုတ်နေတယ်ကုမ္ပဏီကဝန်ထမ်းလုပ်နေရပြီးတော့စာလိလာနေကိုရီးယားစာလိလာနေရသူဆိုသူမပြီးသေးဘူးလိလာလို့လုံးဝနောက်ဆုံးစင်တီမရောက်သေးဘူးလက်မလွတ်လိုက်သေးဘူးဆိုရင်လိလာနေတဲ့သူပဲပေါ့နော်အဲ့လိုနေရာမျိုးလည်းတုံလို့ရတာသုံးဆန်းကကျောင်းမှာတက်နေတာသူမပြီးသေးဘူးပေါ့ဆောင်းဝဲဖြည့်ပြီးတော့နောက်တန်းအဲ့လိုနားနေတဲ့အချိန်ကာလမဟုတ်သေးဘူးပေါ့အဲ့ဒါဆိုရင်ဒါဒီကိုစော်ရနဲ့တုံပြရဖြစ်ပါတယ်နောက်အဲခဲဟန်ထဲကဲပါဒါလေးကဒီမှာဒါလေးတော့မပြန်လိုက်မိဘူးမြန်မာလိုလေးမထည့်လိုက်မိဘူးပေါ့နော်အဲခဲဟန်ထဲကဲကတော့စီတို့ထန်တို့ဆိုပြီးတော့စီတို့ထန်တို့ဒါမှမဟုတ်ကိုလို့ဘာသာပြန်တယ်ပေါ့နော်စီတို့ထန်တို့ကိုစီတို့ထန်တို့ကိုဆိုပြီးတော့ဘာသာပြန်တယ်သူကတော့အခြားတစ်ယောက်သူကကြတော့လက်ခံရရှိတဲ့သူခဏအဲခဲဟန်ထဲကဲလေးနဲ့တုံးလိုက်တယ်ဆိုရင်သူကလက်ခံရရှိတဲ့သူအဲ့တုံးတဲ့သူကဥမာထားလိုက်ပါတော့ဒီရှာကနေပြီးတငယ်ချင်းစီကိုလက်ဆောင်ပို့တယ်ထားပါတော့တငယ်ချင်းစီတို့ဆိုပြီးတော့အေခဲနဲ့တုံးလိုက်တယ်ဆိုရင်တငယ်ချင်းကပါလေရတယ်အဲ့လိုနေရာမှာတုံးတာပေါ့နော်ထို့အခြားဒါမပြင်ထားတာတော့ sorry ပါเนาะဒီမှာဒီဒါတွေကိုချေပြီးပြီမှလို့ချေလဲဒါအစားထိုးပြီးတော့ရိုက်သွားတာဆိုတော့လေမှားသွားတာဖြစ်ပါတယ်သူကတော့အခြားတစ်ခုတစ်ယောက်ကပေါ့เนาะစနာတို့အေခဲဟန်ထဲနဲ့တုံးထားတယ်ဆိုရင်သူကလက်ခံရရှိရသူဖြစ်ကြောင်းပြောတဲ့အခါမှာတုံးတာဖြစ်ပါတယ်အေခဲဟန်ထဲကဲရတော့နောက်မှာတန်ခဲ့လို့ရပါတယ်နမူနာလေးတွေကကြတော့ချေတို့တငယ်ချင်းတွေကိုတငယ်ချင်းတွေထံကိုတို့ဒါမှမဟုတ်တငယ်ချင်းတွေကိုပေါ့เนาะဟန်ကုဆောင်ကတော့ဆိုခဲ့ဟဲ့ဘသူကလက်ခံရရှိတာလဲတငယ်ချင်းတွေကဆိုခဲ့လို့ချင်းခံရတာဒီကိုရီးယားနေထိုင်မှုဘဝနဲ့ပတ်သက်ပြီးတော့မှမိတ်ဆက်ပေးတာသူတို့ကရတဲ့သူ
သူတို့တည်သွားတာပေါ့နော်နောက်ချင်းကူအဲခဲစူဖိုရုံဖူနဲ့စော်ယူဆိုတော့တငယ်ချင်းကိုပါဆယ်ပို့ခဲ့တယ်ဘယ်သူရသွားတာလဲချင်းကူကရသွားတာတငယ်ချင်းအဲခဲနဲ့ဆက်ထားတဲ့သူရသွားတဲ့အနေထား부모님께 전화를 할 거예요မိဘတွေကိုဖုန်းဆက်မယ်ဆိုတော့ဘယ်သူကလက်ခံတာလဲဆိုတော့부모님ကလက်ခံရမှာဖုန်းဆက်တယ်ဆိုတော့ဖုန်းလက်ခံရမှာပေါ့နော်ဒီလိုဘာတာနဲ့တွားပြီးတော့လုပ်နေတာအဲခဲဟန်ထဲကဘာသွန်းစာတန်းပေါ့နော်အဲ့ဒါကိုအဓိကပြောရှင်းတဲ့အခါမှာသုံးတာပါနောက်ပြီးကြတော့သူကလေအဲခဲဟန်ထဲကဲကိုလေနောက်ပေါ့နော်မှားဆိုရယ်စီမထံမရရှိတယ်ပေါ့နော်စီမထံမရရှိခြင်းကိုဖော်ပြတဲ့အခါသုံးတဲ့တရားလည်းရှိတယ်အဲဆိုရင်တော့အဲခဲစောဟန်ထဲစောကဲစောဆိုပြီးတော့သုံးတာစောလေးတွေနဲ့ထည့်ပြီးတော့သုံးတာပေါ့နော်ဒါပေမဲ့တစ်ခါတရံစာကြောင်းတွေမှာကြာချေတော့စောဖြုတ်ပြီးတော့ချုပ်သုံးတယ်လို့ပြောရမှာပေါ့နော်စောဖြုတ်ပြီးတော့မှဒီစာကြောင်းပေါ်မှာစာကြောင်းမှာပေါ့နော်အဲခဲစောရဲ့အထိပ္ပယ်မျိုးကိုသွားသုံးတဲ့ဟာတွေလည်းပဲတွေ့ရတတ်ပါတယ်အဲ့လိုကတိကတက်လေးလည်းရှိတတ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့နောက်တစ်ခုကကြတော့ဥလလေဥလလေဆိုပြီးသွားရတဲ့ဟုတ်တယ်ဥလလေယူကကြတော့ခြေတို့ကမလားမလဲမဲဆိုသူကကြတော့ဟိုပေါ့နော်ဆန္ဒကိုမေးတာပဲလုံမလားဆိုပြီးမေးတာပဲဘာနဲ့တော့တူလဲဥလောက်ကာယူနည်းနည်းသွားဆင်တယ်ဒါပေမဲ့ဥလောက်ကာယူကြအမေ only ပဲသုံးတာဒါကြတော့အမေရောဖြေရောသုံးလို့ရတယ်အဲ့လိုလေးကွာတယ်ပြီးတော့လို့ရှိရင်ဒီဟာကရင်းနှီးသုံးပေါ့နော်အရင်အသက်ကြီးတဲ့သူတို့ပထမဆုံးတွေ့တဲ့သူတို့ကြာတော့မမီတင်ဘူးပေါ့နော်ရင်းနှီးတဲ့သူတွေကြားမှာဆန္ဒကိုမေးတဲ့အခါနဲ့ပြောတဲ့အခါမှာသုံးတာပေါ့သုံးတဲ့အမေပြောစကားပြောမှအများဆုံးသုံးတဲ့တရားလေးပေါ့နော်လာလေယူဆိုပြီးတော့လာမလဲမဲဆိုပြီးတော့ပြောတဲ့တရားဖြစ်ပါတယ်သူကဥဒနာစားတဲ့တရားမလို့အသက်ပါဥလေရောအသက်မပါလာတဲ့ဆိုရင်တော့လာလေယူသုံးပေးရပါတယ်နမူနာလေးကြည့်မယ်ဆိုရင်ချောလုံးချက်ကဣကလေငါကျွန်တော်ကတော့စာအုပ်ဖတ်မယ်ကျွန်တော်စံနာစာအုပ်ဖတ်မှာနောက်ဒါနီရဲ့ DNC နော်မဟုတ်လေ DN ကဘာလို့မှလဲဘာလို့ချင်လဲဘာလို့မှလဲပေါ့နော်တခါလေးကျလည်းချင်လဲဆိုပြီးဘာသာပြန်လိုက်တာမျိုးရှိရစံနာကိုမေးနေအောင်မလို့ပေါ့နော်ဘာလို့မှလဲလိုမျိုးလေးမေးတာအဲ့တော့저녁에 같이 한국 음식을 만들래요ညနေမှာအတူတူကိုရီးယားစာပြုလုပ်ချင်လားပေါ့နော်ဒါမှမဟုတ်ပြုလုပ်မလားပေါ့ဒီလိုမျိုးလေးတွေမေးတယ်ဆန္ဒရှိလားဆိုတဲ့သဘောတရားတွေကိုသက်ဆိုင်တာပဲဖြစ်ပါတယ်โอเคပါအဲ့တော့ဒီတရားလေးလည်းပဲလေ့လာကြည့်ကြပါအောင်ရှင်နောက်ပတ်မှာပြန်တွေ့ပါမယ်ဒီဘက်တော့နိုင်ပေါ့နော်